Fanny Legends skin ရဲ့ scale အဖက်တွေကိုကျွန်တော်တို့တူတူကြည့်လိုက်ရအောင်ပထမဆုံး skin ရဲ့ design ပိုင်းမှာတော့ Fanny ရဲ့ဓာတ်ကိုအပြာတလက်အဝါတလက်လုပ်ပေးထားတာဖြစ်ပါတယ် basic ဓာတ်ကအဖက်3မျိုးဖြစ်ပြီးပထမတစ်ချက်မှာတော့အနီရောင်အဖက်ထွက်တာဖြစ်ပြီးဒုတိယတစ်ချက်ကတော့အပြာရောင်ဖြစ်သွားပြီးတော့တုံးချက်မြောက်မှာကျတော့နိုင်အောင်လုံးပေါင်းဆက်လိုက်တော့တော်တော်လေးကိုလာသွားတယ်လို့ပြောလို့ရပါတယ် scale 1တုံးလိုက်ရင်တော့ဓာတ်ပြဓာတ်ဝါတွေပိုများလာပြီးတော့ကာလာဘိန်းမှာလည်းအရန်အောင်မိုက်ပါတယ် scale 2ကျိုးဆွဲတဲ့အဖက်ကိုတော့တစ်ချမ်းကအပြာတစ်ချမ်းကအဝါဆိုပြီးတော့ကာလာနှစ်ခုတုံပေးထားတာဖြစ်ပါတယ်အာရီမိတ်တုံလိုက်တဲ့အခါမှာတော့ဘာပြောရမှန်းကိုမသိအောင်တော်တော်လေးကိုလာတဲ့အဖက်ပါပြီးတော့ Fanny stat 400ပြည့်သွားရင်ပြောင်းသွားတဲ့အဖက်ကိုလည်းဆက်ပြီးကြည့်လိုက်ရအောင် stat 400ပြည့်တာနဲ့အခုလိုအလင်းတန်းလေးတွေဖြာထွက်လာတာကိုမြင်ရမှာဖြစ်ပါတယ်ပြီးရင် Fanny ရဲ့ဓာတ်တွေကလည်းအယောင်တလက်လက်နဲ့ဖြစ်နေတာကိုမြင်ရမှာဖြစ်ပါတယ်ဒါကတော့ဖောင်ပြောင်းသွားတဲ့ basic အတက်အဖက်ပဲဖြစ်ပါတယ်ဒါကတော့ scale 1အဖက်ဖြစ်ပါတယ်ဒါကတော့ scale 2ပါအာရီမိတ်ကတော့အခုလိုလက်တဲကြီးနဲ့ကုတ်လိုက်တဲ့အဖက်မျိုးဖြစ်ပြီးဘာမှပြောစရာမလိုအောင်ပါဖက်ဖြစ်ပြီးတော့တော်တော်လေးကိုလာနေတာပဲဖြစ်ပါတယ်ဒါတို့ကရောဒီ skin ရဲ့ scale အဖက်နဲ့ပတ်သက်ပြီးဘယ်လိုထင်ကြလဲ comment မှာပြောလို့ရပါတယ်